အားလုံးပဲမင်္ဂလာပါရှင်ကျွန်မနာမည်ဂျက်စီကာမိုးဆက်ဖြစ်ပါတယ်အခုကတော့ကျွန်မကလေးလေးတွေစာကြိုးစားခြင်းစိတ်ဖြစ်အောင်ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ပြောပါမယ်ရှင်ကလေးလေးတွေစာကြိုးစားခြင်းစိတ်ဖြစ်ဖို့ဆိုတာကလည်းတခုရှိတာပေါ့နော်ကလေးလေးတွေမှာဒီပညာရေးနဲ့ပတ်သက်လို့ကျောင်းစာနဲ့ပတ်သက်လို့ဘာအခက်အခဲတွေရှိသလဲဆိုတာကိုကျမတို့အရင်ဆုံးဖြေရှင်းပေးရမှာပေါ့နော်ကလေးကဒီကျောင်းစာတွေကသူ့အတွက်သိခက်ခဲနေသလားပေါ့နော်ဒါလေးတွေကိုလည်းကျမတို့ကလေ့လာပြီးတော့ကလေးကိုမိဘအနေနဲ့ဘာကူညီပေးလို့ရမလဲဆိုတာလေးတွေကိုအရင်ဆုံးဖြေရှင်းပေးရမှာပေါ့နော်ပြီးတဲ့အခါကျမှသာဒီကျောင်းစာတွေနဲ့ပတ်သက်လို့အဆင်ပြေတယ်ဆိုမှသာကျမတို့ကကလေးကိုစာကြိုးစားဖို့တိုက်တွန်းရတာပို့ပြီးတော့လွယ်ကူသွားမယ်ပေါ့နော်တချို့ကလေးလေးတွေစာကြိုးစားဖို့ခက်ခဲနေရခြင်းအကြောင်းကကျောင်းစာမလိုက်နိုင်တာတွေကြောင့်လည်းပါပါတယ်။ကျောင်းစာမလိုက်နိုင်တာကိုမိဘကမသိတဲ့အတွက်ကြောင့်လည်းပါပါတယ်။ကျောင်းစာသူ့အတွက်လေးပင်နေတဲ့အခါမှာကျောင်းစာကိုကြောက်လာတာမျိုးပေါ့နော်။ကလေးလေးကကျောင်းစာကိုမကြောက်အောင်ပေါ့နော်။ကျမတို့အရင်ဆုံးကူညီပေးရပါမယ်။ပြီးတဲ့အခါမှာတော့ကျမတို့ဘာလုပ်ပေးလို့ရတယ်လဲဆိုလို့ရှိရင်ကလေးကိုကျမတို့လှုပ်စေခြင်းတဲ့အရာတစ်ခုပြောပြပြီးတော့ကလေးကလိုက်လုပ်တဲ့အခါတိုင်းမှာကျမတို့ကချီကျူးပေးရမှာပေါ့နော်။ကလေးကိုကျမတို့ကဒီကျောင်းစာလုပ်ချိန်လေးကိုတသက်မတ်သတ်မှတ်ထားပေးမယ်။ပြီးလို့ရှိရင်ဒီကျောင်းစာလုပ်မဲ့နေရာလေးကိုပေါ့နော်တသက်မတ်သတ်မှတ်ထားပေးမယ်ဒီကလေးတွေကဖိုက်စာနေလို့ရှိရင်လည်းအာယုံမဆိုင်နိုင်ဘူးပေါ့နော်ဆိုတော့ကျမတို့ကကျောင်းစာလုပ်ခန်းဒီမှာကလေးကိုစားစရာတောက်စရာလေးတွေပြင်ဆင်ပေးပြီးတော့ပေါ့နော်ကလေးကိုဒီစာလုပ်ချိန်လေးဖန်တီးပေးမယ်ပြီးလို့ရှိရင်ကလေးကတကယ်ပဲသူတေချာလုပ်တယ်ဆိုလို့ရှိရင်ကျမတို့ကသူ့ကိုချီကျူးပေးမယ်ပေါ့နော်ချီကျူးပေးမယ်ကလေးကိုနောက်တစ်ခုသုံးလို့ရတာကကျမတို့စုပေးလို့ရတယ်ပေါ့နော်ကလေးလေးကနေ့တိုင်းမှာဒီနေ့ကို9နာရီကနေ10နာရီအတွင်းမှာကလေးလေးစာလုပ်ချိန်ဆိုလို့ရှိရင်ကလေးလေးကအဲ့ချိန်တွေမှာတကယ်ပဲသတ်မှတ်ထားတဲ့အတိုင်းကိုစာလုပ်တယ်ဆိုပါတော့နော်မငင်းညူဘူးမိဘနဲ့စာလုပ်ဖို့အတွက်ကိုတင်းမတိုက်တွန်းရတဲ့နေ့ဆိုလို့ရှိရင်ကျမတို့ကဘာလုပ်လေးရှိလဲဆိုရင် reward check ကလေးပေါ့နော်ကျမတို့ check ကလေးမှာအကွက်လေးတစ်ခွက်မှာဒီ Monday မှာကလေးကကောင်းကောင်းလိုက်လုပ်တယ်ဆိုလို့ရှိရင် star လေးတစ်ခုပေါ့နော်Tuesday မှာလိုက်လုပ်တယ်ဆိုရင် star လေးတစ်ခုပေါ့ဒါလေး reward လေးတွေပေါင်းသွားပြီးတော့တစ်ပတ်လုံးပြည့်တဲ့အခါကျလို့ရှိရင် star က9ရက်ဆိုလဲ9ရက်ပေါ့နော်9ရက်ဆိုရင်လဲ9ရက်ပေါ့9ရက်ပြည့်သွားရင် star လေး9ခုရလို့ရှိရင်သူကြိုက်တဲ့ကစားကွင်းကိုပို့ပေးမယ်ဆိုတာမျိုးပေါ့နော်ဒါလေးတွေကလည်း reward ပါပဲ reward ဆိုတိုင်းမှာကျမတို့ကအရင်ကြီးစရာမလိုဘူးပေါ့နော်ကလေးပျော်တဲ့ဟာလေးတွေပေါ့ပြီးရင်ကစားကွင်းပို့တာမျိုးဒါမှမဟုတ် screen time လေးပေးတာမျိုးပေါ့နော်ဒါတွေကလည်းကလေးကိုစာလုပ်ချင်စရာကောင်းတဲ့ reward ပဲပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ဘာလုပ်လို့ရတယ်လဲဆိုလို့ရှိရင်ကလေးလေးတွေကိုပေါ့နော်ကျမတို့ကအဆင့်1ရမှအဆင့်2ရမှဆိုတာမျိုးသွားပြီးတော့ဒီအကြီးကိုသတ်မှတ်ထားမယ်ဆိုလို့ရှိရင်ပေါ့နော်ကလေးတွေအတွက်စိတ်ဖိစီးမှုများတယ်ဆိုတော့ကျမတို့ကကလေးကစာစူးစမ်းခြင်းစိတ်ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်တင်ချာတစ်ပုတ်ကိုပေါ့နော်ကောင်းကောင်းဖြည့်ရှင်းလိုက်နိုင်တိုင်းမှာတွန်လိုက်တာဒါသူ့ရဲ့ achievement တစ်ခုပဲပေါ့နော်အောင်မြင်မှုလေးတစ်ခုပဲဆိုတော့ဂိုးသေးသေးလေးတွေကျမတို့ထားမယ် achievement လေးတိုင်းမှာအောင်မြင်မှုသေးသေးလေးတွေတိုင်းမှာကျမတို့ကဟဲ့တွန်လိုက်တာဒီနေ့တော့မြန်မာစာတွေအကုန်လုံးကိုပေါ့နော်ဖေဖေမေမေမကူညီပဲနဲ့တသားလေးရသမီးလေးရပေါ့နော်အကုန်လုံးလုံနိုင်နေတွန်လိုက်တာဒီ achievement သေးသေးလေးတွေမှာကလေးကိုချီးကျူးကြမယ်ပေါ့နော်နောက်တစ်ခုကကျမတို့ကကလေးရဲ့စူးစမ်းအထောက်မှုအတိမတ်ပြုပေးရမယ်အဆင့်1ရသည်ဖြစ်စေမရသည်ဖြစ်စေကလေးကစူးစမ်းနေတယ်ဆိုတာကိုကျမတို့ကအတိမတ်ပြုပေးရမှာပေါ့နော်သူစူးစမ်းနေတယ်ဆိုတာကိုအဖေမေအတိမတ်ပြုတဲ့အခါမှာသူကပို့ပြီးတော့စူးစမ်းခြင်းစိတ်ရှိတယ်ပေါ့နော်နောက်တစ်ခုကကျမတို့ positive feedback ပေးမယ်ပေါ့ဆိုတော့ကလေးကသူ့ကိုယ်သူအားငယ်တဲ့အချိန်တွေရှိတယ်ဆိုတော့ကျမကလေးလေးဆိုရင်လည်းပြီးခဲ့တဲ့အခါကတော့မှတငယ်ချင်း Chinese မှာအမှတ်30ရတယ်တဲ့သူက20ပဲရတယ်တဲ့ဆိုတော့ကျမတို့ကဘာပြောရလဲဆိုတော့တဲလေးကအင်္ဂလိပ်စာမှာအားတာတယ်လေဒီလိုပဲလူတွေကအားတာချက်အားနည်းချက်ဆိုတာရှိကြတယ်ပေါ့နော်အများတန်းလဲကိုကအမှတ်ပြမရနိုင်ဘူးဒါပေမဲ့ရအောင်လဲစူးစမ်းမယ်ဆိုရင်တော့ရတယ်ပေါ့နော်နည်းနည်းအားပို့ထည့်လိုက်မယ်ဆိုလို့ရှိရင်20ထက်လဲပို့ပြီးတော့များသွားနိုင်တယ်ဆိုတာမျိုးပေါ့နော်ကျမတို့ကသူ့ရဲ့အားတာချက်လေးကိုပို့ပြီးတော့ဒီ highlight လုပ်ပေးမယ်သူ့ရဲ့အားနည်းချက်လေးတွေကိုလည်းကျမတို့ကပို့ပြီးတော့စူးစမ်းခြင်းအောင်တွန်းအားပေးမယ်ပေါ့နော်ဒါပေမဲ့ကလေးတိုင်းကပေါ့နော်မတူတဲ့ learning style လေးတွေရှိတယ်တချို့ကလေးတွေကဒီစာဖတ်ရင်းနဲ့စာပိုမှတ်မိတဲ့ကလေးလေးတွေရှိတယ်တချို့ကလေးလေးတွေကကြတော့ဒီနားနဲ့နားထောင်တာကိုပိုမှတ်မိတဲ့ကလေးလေးတွေရှိရပေါ့နော်ဆိုတော့ကိုယ်ကလေးလေးကဘယ်လို learning style နဲ့ပို့ပြီးတော့စာမှတ်မိတယ်လဲဆိုတာလေးတွေကိုလည်းကျမတို့ကလေ့လာပြီးတော့ကလေးကိုကူညီပေးလို့ရတယ်ပေါ့နော်ကလေးတယောက်ချင်းစီကတော့မတူကြပါဘူးဒီထဲမှာပဲကျမတို့ကအကောင်းဆုံးစူးစမ်းပြီးတော့ကလေးလေးတွေကိုတတ်နိုင်တဲ့ဘက်ကပေါ့နော်ကူညီပေးရင်းနဲ့ဒီစာစူးစမ်းခြင်းစိတ်လေးဖြစ်အောင်အတူစူးစမ်းကြတာပေါ့နော်ဒီနေရာမှာပြောရရင်ကလေးလေးတွေကတယောက်နဲ့တယောက်တင်ကြားမှုတင်ယူမှုပုံစံလည်းမတူသလိုစိတ်ဝင်စားတဲ့အရာတွေလည်းမတူကြပါဘူးအဲဒါကြောင့်မလို့ကလေးတွေတယောက်နဲ့တယောက်ကျမတို့ကရှင်ပြောခြင်းမလုပ်ဘဲနဲ့ကိုကလေးနဲ့လိုက်ဖက်တဲ့တင်ကြားတင်ယူမှုပုံစံမျိုးကိုအကောင်းဆုံးတိုက်တွန်းရင်းနဲ့အတူစူးစမ်းကြပါစို့ရှင်